မိမိရဲ့နေ့စဉ်ဘဝမှာစိတ်နှလုံးအေးချမ်းစွာချမ်းသာတာနေနိုင်ဖို့အလုံးဝချမ်းသာတာနေဖို့အတွက်ဘာနဲ့နေရလူလောကဆိုတာသာဝဏီတွေနဲ့တောကတွေရှိတယ်။တာရည်သမီးရည်ဆိုတာတော့စိတ်ပူရတဲ့အချက်တွေအများကြီးရှိတယ်။အဲဒီလိုစိတ်ပူပြီးတော့နေတဲ့လောကကြီးထဲမှာစိတ်အေးချမ်းသာစွာဘယ်ဖို့နေမလဲလို့ဆိုရသော်ဘုရားရဲ့ခုံကိုအာရုံပြုပြီးတော့နေမယ်ရသော်ဘုရားရဲ့ခုံနေကျေးဇူးတွေဘုရားဆိုတာနော်မဟုတ်တာဘယ်တော့မှမလုပ်ဘူးစိတ်ကြွယ်ရမှတောင်မကောင်းဘူးမလုပ်ဘူးဆိုတဲ့အရဟံဆိုတဲ့ဂုဏ်တော်တွေတရားဓမ္မကိုအမှန်ကန်ကိုယ်တိုင်သိတယ်ဆိုတဲ့သမထမုဒ္ဒဂုဏ်တော်တွေအတိညာနဲ့အကျင့်စရဏဝိဇ္ဇာစရဏနဲ့ပြည့်စုံတယ်ဆိုတဲ့ဂုဏ်တော်တွေဘုရားဂုဏ်တော်တွေတစ်ခုချင်းတစ်ခုချင်းစဉ်းစားပြီးတော့နေမယ်ဆိုလို့ရှိရင်စိတ်ပူလောင်မှုတွေတည်ငါအဖြစ်အငြိမ့်သွားကြမှာဖြစ်တယ်။မြတ်စွာဘုရားကိုအာယုံပြုနေမယ်တရားကိုအာယုံပြုနေမယ်တန်ခါကိုအာယုံပြုနေမယ်ဘုရားတရားတန်ခါထဲမှာစိတ်ကိုမြင့်မြုပ်ပြီးနေမယ်ဆိုလို့ရှိရင်ခန္ဓာဆောင်ကြည့်မှုဖြင့်စိတ်အေးနှလုံးအေးချမ်းစွာကောင်းတဲ့စိတ်အေးတဲ့ဘဝမှာနေမယ်ဆိုလို့ရှိရင်ဒီဘဝမှာလည်းချမ်းသာတာဖြစ်တယ်။မြတ်စွာဘုရားရဲ့ဂုဏ်ကိုအာရုံပြုနေတဲ့အချိန်မှာတရားဂုဏ်ကိုအာရုံပြုနေတဲ့အချိန်မှာသံဃာဂုဏ်ကိုအာရုံပြုနေတဲ့အချိန်မှာမဖြစ်လောဘလည်းမဖြစ်ဘူးဒေါသလည်းမဖြစ်ဘူးမောဟလည်းမဖြစ်ဘူး။ဘုရားဂုဏ်တရားဂုဏ်သံဃာဂုဏ်ထဲမှာစိတ်လေးတည်ငြိမ်ပြီးတော့နေခုကပြောတာလို့ဘုရားကုံပရိစိတ်နေမယ်တရားကုံသံဃာကုံပရိစိတ်နေမယ်တရားတန်ခါအာယုပြုနေကြစိတ်နှလုံးအေးချမ်းမှုရရှိနိုင်တယ်။ပန်းလေးထည့်လို့လောင်းပန်းလေးကတော့လှတယ်။အကယ်၍ဘုရားကုံတရားကုံသံဃာကုံအာယုမပြုဘူးဆိုရင်နောက်ထပ်အလိုအချက်ရှိတယ်။တခြားနည်းမှရှိတယ်လို့ရောတယ်မဟုတ်တာနဲ့လောင်းတယ်။တခြားမစင်စားနဲ့မရှိဘူးတဲ့အဲ့ဒါလည်းပဲတပည့်တော်မနေ့မိုးလင်းတဲ့အခါမှာငါးပါးသီလလေးစောင့်တည်ခွဲခြားဆက်ဆံနေညရောက်တဲ့အခါကျတော့ပြန်စင်စားဒီနေ့ငါသက်ရှိတ attva ပဲတ attva ပြန်တတ်ပြီးတယ်အတတ်မိကောင်းတာကိုလေငါးပါးသီလပြည့်စုံတဲ့ကိုသီလလေးကိုတမိုးထားပြီးငါဟာဒီနေ့ရဟန္တာပုဂ္ဂိုလ်တွေနေဒီကားနဲ့